စေဆိုပြီးတော့ကျွန်တော်ဒီဆိုရင်လည်းနှုတ်နဲ့ကိုခံကြဒီနေ့သာရဖျားကြီးကိုချီးမွမ်းခြင်းနဲ့ကိုယ်ကိုယ်ခြင်းဒီနေ့ကျွန်တော်ဓမ္မရဲ့နှလုံးသားတွေကထွက်လာကြရတယ်ကျွန်တော်ရဲ့နှလုံးသားတွေကနေဘုရားကိုကိုယ်ကိုယ်ခြင်းနဲ့စံသားကြောင့်ဖြစ်ပါတယ်ဘုရားခင်ဒီအမှုကိုကြည့်တဲ့ဘုရားဖြစ်တယ်ဒီနေ့သာရဖျားရဲ့မျက်နှာကိုရှာခြင်းနဲ့စိတ်နှလုံးအကျွမ်းနဲ့ဘုရားကိုကိုယ်ကိုယ်ခြင်းဖြစ်တယ်ဒီနေ့ကျွန်တော်ခုလိုဘုရားကိုကိုယ်ကိုယ်တဲ့အခါမိမိနှလုံးသားကိုကျွန်တော်အားလုံးပေးရတယ်မိမိအသက်တာကိုလည်းဘုရားနဲ့ကျွန်တော်ပေးရတော့သူနဲ့ဖြစ်လို့ရည်ချင်တယ်ချစ်တော်ပြပါရဲ့ကိုဘုရားရှင်နိုင်ငံတော်ဘုရားရဲ့အိမ်တော်ထဲမှာဘုရားကိုတာယာချီးမွမ်းတော်သူဖြစ်လို့ရည်ချင်ပါတယ်ဘုရားကြောင့်လာတာလည်းမပြီးပါဘုရားကိုပဲတကယ်ချီးမွမ်းပြီးကိုးကွယ်တော်သူဖြစ်လို့ရည်ချင်ပါတယ်ကိုကျွန်တော်ပြန်ပြဆန်းစစ်ကြည့်ရအောင်ကျွန်တော်ကျမလေးဘုရားကိုတကယ်ပဲချီးမွမ်းသလားဘုရားကိုတကယ်ပဲကိုးကွယ်သလားကိုပြန်ပြဆန်းစစ်ကြည့်ဆန်းစစ်ကြည့်ဘုရားကြောင့်လာခြင်းဒီဘုရားကိုချီးမွမ်းဖို့ကိုးကွယ်ဖြစ်ဒီကိုကျွန်တော်ပြန်ပြဆက်ကြရအောင်ဘုရားနဲ့ကျွန်တော်ပြန်ပြီးတော့လက်မြောက်ပြီးတော့သူကဆက်ကဆူတောင်းကြပါစို့Hallelujah, hallelujah, hallelujah. Bravo Jesus, bravo Jesus. Bravo koko ya koko pero jam Jesus. Bravo chimo ya koko pero jam Jesus. Nama ro shudi ni Jesus. Nama ro wasa se Jesus. Hallelujah. Bravo chapa ni wa. Bravo chapa ni wa. Ni bravo